အားလုံးကိုမင်္ဂလာပါ scan နဲ့ Madonna order မှာစာနီကိုတင်ပေးပါမယ်နော်အထဲမှာဆိုင်မှာစားမယ်ဆိုလို့ရှိရင်အင်ကိုနှိပ်ရမယ်ယူသွားမယ်ဆိုလို့ရှိရင် take away ကိုနှိပ်ပါမယ်ကျမတို့ကဟာဘန်ကမကြိုက်ဘူးဆိုတော့လေချက်သားမီနူကိုယူပါတယ်ဒီမှာချက်သားမှာspicy ရှိပါတယ်2333 family box နဲ့ဟာလည်းရှိပါတယ်နော် no spicy လည်းရှိပါတယ်အဲ့မှာဆက်နဲ့ယူမလားအလာကတ်နဲ့ယူမလားပေါ့နော်အဲ့မှာကိုကနဲ့ကိုယူရမှာပဲအဲ့ဆက်မှာတော့မှ big လား small လားဆိုတာရှိသေးပါတယ်နော်အဲ့မှာခုနကိုယူကိုပုံမှာပြထားတဲ့အာလူကိုပဲပြန်ယူမှာအဲ့မှာတခြား add on ဟာတွေလည်းယူလို့ရတယ်နော်အချိုရည်ကကျတော့ Coca-Cola ကအစcoffee တွေ lemon တွေ juice တွေမျိုးမျိုးရှိပါတယ်နော်မိမိကြိုက်နေတဲ့ယူလို့ရပါတယ်ဒီမှာပြန် add မယ်ဆိုလည်းရပါတယ်နော်ဒီမှာ ice cream တွေလည်းရှိပါတယ်ကျမတို့ကချက်သားသုံးပြန်ပြီးမှ add on လုပ်ခဲ့ပါတယ်အဲ့မှာကိုယ့်ရဲ့ order ကိုမှန်လားမားလားဆိုတော့အဲ့မှာပြန်စစ်မယ်နော်စစ်ပြီးသွားလို့ရှိရင်တေချာပြီးဆိုတဲ့အချိန်မှာ add to order ကိုနှိပ်ပါမယ်အဲ့မှာနှိပ်ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ price ရောက်လာပါပြီပြီးလို့ရှိရင် next ကိုသွားပါမယ်အဲ့မှာကိုရွေးချယ်လို့ရပါတယ်ကိုလူချင်တဲ့ဟာဆိုရင်ယူလို့ရပါတယ်ပြီးလို့ရှိရင်confirm your order my order ဆိုလို့ရှိရင်တခါတည်း confirm လုပ်ပါမယ်ပြီးရင်pay at counter cash payment ကတော့ counter မှာတက်ပေးရမှာပါအဲ့မှာ TV service ယူမလား pick up ပေါ့နော်အဲ့မှာရက်ပြီးမှကိုစောင့်ပြီးမှယူမလားဆိုတဲ့ဟာနှမျိုးခွဲထားပါတယ်နော်အဲ့ဒါပြီးတော့လို့ရှိရင်ဒီမှာကတော့ table book ပြဒီ number ပေါ့နော်အဲ့ဒီ number တွေကိုရေးရမှာပါကျမတို့ကြားတာက189ဆိုတော့189ကိုယူပါမယ် confirm လုပ်ပါမယ် table service က service ဖို့ပေးရတယ်နော် table service ဖို့ပေးရပါတယ်နော်အဲ့မှာစာရွက်လေးရောက်လာပြီဆိုရင်ကျမတို့ payment က counter မှာတွားပါမယ် line up အမှာစီပြီးမှကျမတို့ပတ်စံရှင်းရပါမယ်နော်မေဒေါနာကအခုအသစ်ပြန်ပြီးမှ renovation လုပ်လိုက်တော့လေရမိုက်သွားတယ်ဒီလားရမိုက်သွားတယ်ခုနစာရွက်ကိုပေးလိုက်ရုံပါပဲအမှာcashier ကိုပေးပြီးသွားလို့ရှိရင်ကျမတို့ပတ်စံပေးလိုက်ရုံပါပဲပေးလိုက်ပြီးမှကျမတို့အပေါ်မှာရှိတဲ့ထိုင်ခုံမိမိကြိုက်တဲ့ရထိုင်ခုံမှာရွေးချယ်ပြီးမှထိုင်လို့ရပါတယ်ကျမတို့က table service ယူထားတဲ့အတွက်ကြောင့်မလို့ရက်ပြီးမှစောင့်စရာမလိုပါဘူးเนาะမိမိစပွဲမှာအရောက်သူတို့ကလာမှပို့ပေးပါတယ်เนาะအဲ့မှာတစ်ခုကwashroom သွားမယ်ဆိုရင်ပေါ့เนาะအဲ့မှာကုတ်နံပါတ်လေးရှိပါတယ်အဲ့မှာ washroom passcode ဆိုပြီးမှရှိပါတယ်အဲ့ဒါလေးနဲ့နှိပ်ပြီးမှသွားရပါမယ်အဲ့မှာ table service ကကြတော့ရောက်ရှိလို့လာပါပြီ waitress ကလာပို့ပေးပါတယ်เนาะကျမတို့က Madonna စားလို့ရှိရင်chili sauce ကိုအကုန်လုံးတစ်ခါတည်းထည့်ပြီးမှကျမတို့ကအဲ့လိုပဲအများအားစားပါတယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ် next video မှာပြန်တွေ့ကြမယ် bye bye